ကံကောင်းစေနိုင်တော့စိတ်ချမ်းသာမှုရစေနိုင်တော့အိမ်မက်များအားလုံးပဲမင်္ဂလာပါခင်ဗျာနိုင်ရှယ်ရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကံကောင်းစေနိုင်တဲ့စိတ်ချမ်းသာမှုရစေနိုင်တဲ့အိမ်မက်များအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ပါနော်ကံကောင်းတယ်ဆိုတာကလူတဦးချင်းရဲ့တတ်မှတ်ချက်နဲ့လည်းဆိုင်ပါတယ်အလားတူစိတ်ချမ်းသာမှုကလည်းတဦးနဲ့တဦးမတူညီနိုင်ပါဘူးအခုပြောပြပေးမယ့်အိမ်မက်များကတော့ကိုယ်စိတ်ကိုအမှန်တကယ်ကိုကြည်နူးပျော်ရွှင်ကြည်နပ်မှုရစေနိုင်တဲ့အိမ်မက်များဖြစ်ပါတယ်ပန်းများနဲ့အတီးအနှံများပန်းတွေပွင့်နေတဲ့တစ်ပင်ကိုအိမ်မက်ထဲမှာတွေ့လို့ကိုယ်စိတ်ထဲမှာလည်းကြည်နူးမှုခံစားရတယ်ဆိုရင်တော့အပြင်မှာလည်းအလားတူစိတ်ချမ်းသာစရာကိုကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာတစုံတစ်ယောက်ကပန်းစည်းကြီးကြီးလာပေးတာပန်းတွေပေးတာလို့မှတ်ရင်လည်းစိတ်ချမ်းသာမှုရတတ်ပါတယ်ပန်းအမျိုးအစားနဲ့ပန်းအပွင့်အရေးအတွက်ပေးတဲ့သူရတဲ့နေရာတွေပုံမူတည်ပြီးအိမ်မက်ကိုအနက်ကောက်လို့ရပါလိမ့်တယ်။ဒါပေမဲ့ကြုံမှုတဲ့ထူးခြားချက်တစ်ခုကတော့မိတ်ဆွေအမျိုးသမီးတစ်ယောက်ပန်းအဖြူတွေအိမ်မက်တယ်သူကိုယ်တိုင်လည်းအိမ်မက်ထဲမှာဝမ်းနေတယ်လို့ခံစားရတယ်တဲ့။ဒါကတော့အနောက်တိုင်းမှာပန်းအဖြူကအတုပမှာတုံးလေးရှိတာမို့ပါဒီလိုကွဲပြားချက်ထူးခြားချက်များလည်းရှိလို့အိမ်မက်ရှင်အကြောင်းသိမှတာအိမ်မက်ဖတ်တဲ့အခါပုံမူတိကျရပါလိမ့်မယ်။အတီးအနှံများကိုအိမ်မက်ထဲမှာမြင်မဲ့ရင်လည်းကံကောင်းခြင်းစိတ်ချမ်းသာခြင်းများကြုံရတတ်ပါလေတချို့အိမ်မက်များမှာအတီးနှံများကိုလက်ဆောင်ရရှိခြင်းနဲ့အစားတောက်ရခြင်းတို့ကတော့တာယောက်ျားလေးကိုယ်ဝန်ရှိမဲ့နမိတ်ဖြစ်တတ်ပါတယ်ရေကိုမြင်မဲ့ခြင်းဒါကတော့ရှင်းပါတယ်ရေကြီးကြီးတွေမြင်မဲ့ရင်စိတ်ချမ်းသာစရာကြုံရတတ်ပါတယ်ကြည်လင်နေတဲ့ရေဆိုပေမဲ့စီးဆင်းနေတဲ့ရေလားမြစ်ချောင်းရေတံခွန်တို့အပြင်ဖန်ခွက်ထဲမှာထည့်ထားတဲ့ရေလားဖန်ကြိုက်လိုထိုးထင်းမြင်နိုင်တဲ့ထဲစရာတွေကကြည်လင်နေတဲ့ရေလားအဲ့လိုကွဲပြားချက်များပုံမူတည်ပြီးကိုယ်စိတ်ချမ်းသာမှုကဘယ်ကလာတယ်ဘယ်လိုလာမယ်ဆိုတာလည်းသိနိုင်ပါတယ်ကိုကရေကူးနေတယ်ရေတွေကကြည်လင်နေတယ်တိတ်ကောင်းတဲ့အိမ်မက်မျိုးပါပဲတခါရေထဲမှာငါးတွေကူးနေတာတချို့လည်းအနေရပေးနိုင်တဲ့ငမန်းလိုငါးမျိုးတွေ့ရင်တော့အတိတ်ပဲပြောင်းသွားနိုင်ပါတယ်ရေတောက်ရတယ်တစုံတစ်ဦးကရေလာတိုက်တယ်ဒီလိုအိမ်မက်များကလည်းအလားတူစိတ်ချမ်းသာမှုကိုပေးပါလိမ့်မယ်ဒီဗီဒီယိုလေးတွေကနေတင်တို့အတွက်အကျိုးတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်ဗီဒီယိုလေးမှာလည်းဘယ်လိုအိမ်မက်မျိုးအကြောင်းအရာမျိုးကိုတင်ဆက်ပေးရမှာလဲဆိုတာစောင့်ကြည့်လိုက်ပါဦးနော်။